စွန်စားမှုတစ်ခုတရာပေနှစ်ထောင်မြတ်နဲ့မျောစင်တစ်ခုပေါ်ကိုဒီမင်းကလေးနှစ်ယောက်တက်သွားခဲ့ကြပြီမဲ့ပြန်ဆဲမှုချူစားတဲ့အခါမှာတော့သူတို့ဘလောက်တောင်အမားကြီးမားသွားပြီလဲဆိုတာကိုသိလိုက်ရပါတယ်။သူတို့ဖုန်းခေါ်ဖို့ကြိုးစားကြပြီမဲ့ပေနှစ်ထောင်အမြင့်မှာရှိနေတာကြောင့်ဖုန်းလိုက်မမိတော့ပါဘူး။သူမက Instagram ပေါ်မှာ post တင်ပြီးသူ့ရဲ့ follower တွေစီကအကူအညီတောင်းခံကဖုန်းကိုသူ့ဖိနပ်ထဲထည့်ပြီးအောက်ကိုပစ်ချလိုက်ပြီမဲ့သူ့ရဲ့အကြံစီကမအောင်မြင်ခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့သူအိတ်ကအောက်ကိုကျသွားတာကိုတွေ့လိုက်ရတဲ့အတွက်ဟန်တာကကြိုးတစ်ချောင်းအကူအညီနဲ့အိတ်ကိုဆင်းကောက်ပြီးအလွန်ခက်ခဲစွာနဲ့ပြန်တက်လာခဲ့ပါတယ်။ဒီနောက်မှာတော့ဘက်ကီက drone ကနေအကူအညီရဖို့ကြိုးစားပေမဲ့ drone ရဲ့ battery ကကုန်သွားပါတယ်။အဲ့ဒီခါဘက်ကီကမျောစင်ထိတ်ကမီးလုံးတစ်လုံးကနေ drone ကိုအားသွင်းပြီးနောက်တစ်ချိန်အကူအညီရဖို့ကြိုးစားပြန်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာကုန်တင်ကားမောင်းသမားတစ်ယောက်ကသူတို့ရဲ့ drone ကိုကြိတ်နှင်းသွားခဲ့ပြီးဘက်ကီကဒီမျောစင်ကြီးပေါ်မှာသူတယောက်တည်းဖြစ်နေပြီဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့ပို့ပြီးဝမ်းနည်းသွားခဲ့ပါတယ်။ဟန်တာကသူ့အိတ်ကိုဆင်းကောက်တဲ့အချိန်မှာတေဆုံးသွားခဲ့တာပါ။ဒါပေမဲ့ဘက်ကီကအရှုံးမပေးပဲသူ့ဖုန်းကိုဟန်တာရဲ့ခန္ဓာကိုယ်ထဲထည့်ပြီးခန္ဓာကိုယ်ကိုအောက်ကိုပစ်ချလိုက်ပါတယ်။နောက်ဆုံးတော့ဒီတစ်ချိန်မှာအကူအညီရောက်လာခဲ့ပါတယ်။